Hello everyone. ဒီနေ့မှာတော့ကျွန်တော် Mobile Code Dashboard ကနေ Project Management ဘယ်လိုလုပ်ရလဲပြအောင်ဖြစ်ပါတယ်။ Store ဖွင့်ပြီးဆိုရင်အရင်ဆုံးဒီကျွန်တော်တို့ Product Dashboard ကိုရောက်ပါလိမ့်မယ်။အဲဆိုရင်ကျွန်တော်တို့ဒီ site bar ကိုတွားလိုက်ပါ။ site bar တဲ့ဟာ Products အောက်ကဒီ Product Page ကိုတွားလိုက်ပါ။ ကျွန်တော် Product Page ကိုရောက်ပြီးဆိုရင်ဒီကျွန်တော် App Product ကိုနှိပ်လိုက်ပါ။ Product မှာ Simple Product နဲ့ Variant Product ဆိုမှ2မျိုးရှိပါတယ်။ Variant Product ကကျတော့အရောင်အလိုက် color လိုက် size လိုက်ဈေးနှုန်းကွဲခြားခြင်းတို့မဟုတ်အရေးအတွက်ကွဲခြားရတဲ့အသုံးပြုခြင်းဖြစ်ပါတယ်။ခုကတော့ကျွန်တော် simple product တစ်ခုပဲထည့်ပြလိုက်ပါမယ်။အရင်ဆုံး product ထိုက်တဲ့နေရာမှာဒီ product ရဲ့ name ကိုထည့်လိုက်ပါ။ပြီး description ထည့်ပါ story run ကတော့ဒီ product ရဲ့ link မှာပေါ်မယ် name ဖြစ်ပါတယ်။ media မှာ product ရဲ့ပုံထည့်လို့ရပါတယ်။ဒါ simple product ဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော် variant option ကိုမထည့်လိုက်တော့ပါဘူး။ pricing ထည့်ပါပြီးရင် comparing လုပ်မယ် price ရှင်ထည့်လို့ရပါတယ်ထည့်လိုက်ပါမယ်ပြီးရင် inventory ကတော့ဒီကျွန်တော်က in-track quantity ကိုပိတ်ထားလိုက်ပါမယ်ပြီးရင် available sales လုပ်လိုက်ပါမယ် physical product ဟုတ်လားမဟုတ်လားထည့်လို့ရပါတယ်ကျွန်တော် weight ကို kilogram gram pound ounce နဲ့ထည့်လို့ရပါတယ်ပြီးရင် country origin HS code လည်းထည့်လို့ရပါတယ်ဒါကတော့ option နဲ့ဖြစ်တဲ့ကြောင့်မို့ကျွန်တော်မထည့်တော့ပါဘူး status ကိုကျွန်တော် update လုပ်လိုက်ပါမယ် type ကိုတော့ကျွန်တော်က woman casual shirt လို့ထည့်လိုက်ပါမယ် tag ကတော့ကိုယ်အဆင်ပြေလို့ထည့်လို့ရပါတယ်ပြီးရင် category မှာကျွန်တော်က category အသစ်တစ်ခုထည့်လိုက်ပါမယ်ပြီးရင်ကျွန်တော် add new category နေလိုက်ပါကျွန်တော် Zara graphic လို့ထည့်လိုက်ပါမယ် customer ကဒီကိုယ့်ရဲ့ product ကိုတွေ့စေချင်တယ်ဆိုရင်ဒီ status ကို update ထားဖို့လိုပါတယ်ပြီးရင်ကျွန်တော် product ကို create လုပ်လိုက်ပါမယ်အဲဆိုရင်ဒီကျွန်တော် storefront ကနေထွက်ကြည့်အောင်အဲဆိုရင်အခုကဒီ product ကို customer ဘက်ကဝယ်လို့ရမှာဖြစ်ပါတယ် Okay အခုကတော့ဒီကျွန်တော် color လိုက် size လိုက်မျိုးအစားကွဲပြားတဲ့ variant product ကိုထည့်ပြမှာဖြစ်ပါတယ် variant product ထည့်မယ်ဆိုရင်အရင်ဆုံးကျွန်တော် attribute တွေကို manage လုပ်ပါမယ် Okay အဲဆိုရင်ကျွန်တော်တို့အခု save ထားတဲ့ attribute ကတော့ color ရဲ့ size ရရှိပါတယ်ကျွန်တော်ကဒီ size ကိုဒီနောက်ထပ် extra size ကိုထည့်လိုက်ပါမယ်ဒီ attribute တွေကိုစိတ်ရခြင်းအပြင်ဒီတခြားနောက်ပိုင်းမှာထည့်မယ် variant product တွေမှာလွယ်ကူစွာရွေးချယ်ပြီးအသုံးပြုလို့ရပါတယ်ပြီးရင်ဒီ attribute အသစ်တွေကိုလည်းဒီ product ထည့်တဲ့နေရာမှာ create လုပ်လို့ရပါတယ်အဲဆို category မှာလည်းဒီကျွန်တော် create လုပ်ထားတဲ့ category ကို manage လုပ်လို့ရပါတယ်အဲဆိုရင်အခုကျွန်တော် product ထည့်ပြပါမယ်အရင်ဆုံးဒီကျွန်တော် app product ကိုပြန်တွားပါမယ်ပြီးရင် title description ကိုဒီကျွန်တော်ခုနထည့်ပြအတိုင်းထည့်လိုက်ပါ media မှာတော့ product ပုံထည့်လိုက်ပါဒီ product ကဒီ color အလိုက်ပုံကွဲပြားတဲ့အတွက်ကြောင့်မို့ဒီကျွန်တော်အခုဒီ product ရဲ့ media မှာဆိုရင်တော့ဒီအကျဉ်းပြအားဖြင့်အမျိုးမျိုးကိုပြရတဲ့ပုံထည့်ပါတယ်ပြီးရင်နောက်ပိုင်းဒီလို color အလိုက်ပုံတွေကိုကျွန်တော်ဒီကျွန်တော် variant တစ်ခုချင်းစီမှာတော့ထည့်မှာဖြစ်ပါတယ်ကျွန်တော် app option နဲ့လည်းမယ်ဒီ product က color နဲ့ size ဆိုမှ option တစ်ခုရှိပါတယ် color မှာတော့ဒီ product က3မျိုးရှိပါတယ်အဲကျွန်တော်ဒီတခြား color တွေကိုကျွန်တော်ဖြုတ်လိုက်ပါမယ်ပြီးရင် size ကလည်းသူက4မျိုးရှိပါတယ်အဲကြောင့်ကျွန်တော် size တစ်ထည့်လိုက်ပါမယ် Okay အဲ့လိုဆိုရင်ကျွန်တော်က color ကိုဒီလို edit လုပ်ပြပါမယ်အခုက white color ဖြစ်နေတယ်ဒါမှဒီတကယ် official မှာဆိုရင်ကျွန်တော်က cream color လို့ခေါ်ပါတယ်အဲကြောင့်ကျွန်တော် white color ကိုဖြုတ်ပြီးမှဒီကျွန်တော် cream color ကိုထည့်လိုက်ပါမယ်ဒီကတော့ optional ဖြစ်ပါတယ်အဲဆိုရင်ဒီကျွန်တော် product ရဲ့ကွဲပြားတဲ့ဒီ variant option အမျိုးအစားတွေထည့်ပြီးဆိုရင်ဒီအောက်မှာဒီ variant တစ်ခုချင်းစီ product တွေပေါ်လာပါပြီ color နဲ့ size လိုက်ကွဲပြားတဲ့ product တွေဒီကျွန်တော် auto create ဖြစ်တော့ပါပြီဒါပေမဲ့တချို့ product တွေကဒီကျွန်တော်တို့မှာ stock မရှိတာတို့ဒါမှမဟုတ်ဒီကျွန်တော်အယောင်မတင်တာတို့ဖြစ်ပါတယ်အဲကျွန်တော်ဒီချို့မယောင်းတဲ့ product တွေကိုလည်းဒီကျွန်တော် edit status ကိုဖြုတ်ထားလို့ရပါတယ်ဥပမာကျွန်တော် black large ရယ် brown medium ရယ် green large ကိုဒီကျွန်တော် select လုပ်လိုက်မယ်ပြီးကြရင် edit လုပ်မယ်ဆိုရင်ဒီတော့ book update ကိုနှိပ်လိုက်မယ်ပြီးကြရင်ကျွန်တော်ဒီ edit status ကိုနှိပ်ပြီးမှဒီ edit ကိုကျွန်တော်ပိတ်လိုက်ပါမယ်အဲဆိုရင် customer တွေကဒီ product တွေကိုဒီ purchase လုပ်ရမှာမဟုတ်တော့ပါဘူးဒီ product ရဲ့ဈေးနှုန်းကကျတော့ဘယ်အရာမှဖြစ်ဖြစ်ဘယ် site ပဲဖြစ်ဖြစ်ဈေးနှုန်းအတူတူပဲဖြစ်တဲ့အတွက်ကြောင့်မို့ဒီကျွန်တော်အကုန်လုံး select လုပ်ပြီးမှဒီ book update ကိုနှိပ်လိုက်ပါမယ်ဒီ pricing ကိုတော့ကျွန်တော်အကုန်လုံး
တူတူဖြစ်တဲ့အတွက်ကြောင့်မို့ pricing တစ်မျိုးပဲထည့်လိုက်ပါမယ် compare ရမယ့် price ရှိရင်တော့ဒီမှာထည့်လို့ရပါတယ်ကျွန်တော်မရှိတော့မထည့်လို့ပါဘူး apply နှိပ်လိုက်ပါမယ်ဒါဆိုရင်တော့အကုန်လုံးဈေးနှုန်းတူဖြစ်တော့ပါပြီပြီးရင်ကျွန်တော် color တွေကို edit လုပ်တဲ့အခါမှာဒီလိုမျိုးလွယ်ကူစွာဒီ option တွေကနေကျွန်တော် view ချက်ပြီး edit လုပ်လို့ရပါတယ်အဲဆိုတော့ကျွန်တော်ဒီ black ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ဒီရဲ့အတိတ်ပဲကျွန်တော်ဘယ် size ပဲဖြစ်နေနေဒီ black color ဖြစ်တာနဲ့ဒီကျွန်တော်ရဲ့ edit ကတက်ရောက်မလို့အတိတ်ပဲတက်ရောက်ပါတယ်ဆိုကျွန်တော် black ကိုနှိပ်လိုက်ပြီးမှဒီ full active ကိုပြင်နှိပ်လိုက်မယ်ဒီ image ကိုနှိပ်လိုက်မယ်ဆိုရင်ဒီဘယ် product မဆိုဒီ black color ပါနဲ့တက်ရောက်မယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်အဲဆိုကျွန်တော် choose image နှိပ်လိုက်မယ်ပြီးကျွန်တော်ခုနပြောထားသလိုပဲဒီ product ရဲ့ဒီ image သက်ဆိုင်တဲ့ image ကိုဒီကျွန်တော် add လုပ်လိုက်ပါမယ်ပြီးထိုနည်းတူတခြား color တွေကိုလည်းဆက်ပြီးမှလုပ်ပါမယ် Okay အဲ့လိုဆိုရင်ကျွန်တော်တို့ variant product တွေကိုဒီလိုမျိုးstart လုပ်ပြီးပြီဆိုရင်ကျွန်တော် inventory ကိုတခြားအောင်ပြန်လုပ်ပါမယ် track inventory ကိုကျွန်တော် track လုပ်လိုက်ပါမယ် inventory မှာ track နဲ့ track နှစ်မျိုးရှိပါတယ်ဒီအဲ့ဒါတော့နောက်ထပ် video တစ်ခုမှကျွန်တော်ရှင်းပြပါမယ်အခုက track လုပ်ခြင်းအပြင်ဒီကျွန်တော် inventory အရေးအတွက်ကိုအသေးစိတ်ကိုကျွန်တော်တို့အခုမှတော့လက်ရှိစိတ်ပူစရာမလိုပါဘူး customer ဝယ်လို့ရရှိမှာဖြစ်ပါတယ် stress မှာကျွန်တော် edit ထားဖို့လိုပါတယ် type မှာတော့ကျွန်တော်က moment to piece set လို့ထည့်လိုက်ပါမယ် tag မှာတော့အဆင်ပြေလို့ထည့်လို့ရပါတယ် category မှာကျွန်တော် category အတစ်ထည့်လိုက်ပါမယ်ဒါကတော့ကျွန်တော် high look လို့ထည့်လိုက်ပါမယ်ဒီကျွန်တော် product ကို create လုပ်နေလိုက်ပါမယ် okay ဒီလိုဆိုတော့ဒီကျွန်တော် product တစ်ခုရရှိသွားပြီဖြစ်ပါတယ်ဒီ product မှာဆိုရင်ဒီမှာကျွန်တော်ထည့်ထားတဲ့ product ပေါ်လာပါပြီ customer တွေကအရာ online size လိုက်မိုင်လို့ရမှာဖြစ်ပါတယ် okay အခုဆိုရင်ကျွန်တော်ပြထားတာတော့ဒီကျွန်တော် dashboard ကနေ product ကိုဘယ်လိုထည့်ရမလဲဘယ်လို manage လုပ်ရမလဲဆိုတာပြထားတာဖြစ်ပါတယ်